ပရီးမီးယားလိရဲ့သမိုင်းတစ်လျှောက်ဆိုးရွားဆုံးမန်နေဂျာများအခုနှစ်ပရီးမီးယားလိပွဲစဉ်ရှစ်ပွဲသာကစားရသေးပေမဲ့ထုတ်ပယ်ခံရတဲ့နီးပြ3ယောက်တိရှိနေပြီဖြစ်ပြီးနောက်ထပ်လည်းနီးပြအပြောင်းလဲထပ်ပြီးတွေ့မြင်ရနိုင်ခြေကရှိနေသေးတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ We Sport ကနေတင်ဆက်ပေးမှာကတော့ပရီးမီးယားလိကိုနီးပြဖြစ်ရောက်လာကြသူတွေထဲကအဆိုးရွားဆုံးနီးပြမှတ်တမ်းကိုပိုင်ဆိုင်သွားသူ9ယောက်အကြောင်းပဲဖြစ်ပါတယ်နံပါတ်1နာတန်ဂျုံသူကတော့တမိုင်းတစ်လျှောက်အဆိုးရွားဆုံးပရီးမီးယားလိနီးပြပဲဖြစ်ခဲ့ပေမဲ့တမိုင်းတစ်လျှောက်စင်ချေစင်လက်စင်ရွက်အများဆုံးပေးတဲ့နီးပြပဲဖြစ်ပါတယ်2020နိုဝင်ဘာ10ရက်နေ့မှာဆောက်တတန်ဟာသူ့ကိုအကူတကြီးနဲ့လူတန်တောင်ကိုရော်ကြီးပေးပြီး3နှစ်စာချုပ်နဲ့ခေါ်ယူခဲ့တာပါဒါပေမဲ့နိုဝင်ဘာ12ရက်နေ့မှာလီဗာပူးကိုရှုံးနိမ့်ခဲ့တဲ့နောက်သူအချိန်ယူရအောင်မှဖြစ်ပြီးလီဗာပူးဟာအသင်းကြီးအသင်းကောင်းမလို့ရှုံးရတာပါဆိုပြီးစင်ချေပေးခဲ့ပါတယ်အဲဒီနောက်ဘရိုက်တန်ကိုထပ်ပြီးရှုံးနိမ့်ပြီးတော့လေသူ့အသင်းကတယောက်အနီးကထိခဲ့လို့ပါဆိုပြီးပြောခဲ့သေးတာပါသူရဲ့ဆောက်တတန်နီးပြဘွားမှာရှစ်ပွဲသာကင်တွေ့ခဲ့ရပေမဲ့နိုင်ပွဲတစ်ပွဲပဲရခဲ့တာဖြစ်ပါတယ်သူဟာသူ့ရဲ့နီးစနစ်တွေအလုပ်ဖြစ်ဖို့ဘုရားသခင်စီမှာနေ့တိုင်းဆူတောင်းနေသူလည်းဖြစ်ပါတယ်ဆောက်တတန်ကိုစရောက်တုန်းကတော့သူ့ကိုယ်သူဥရောပရဲ့အကောင်းဆုံးမန်နေဂျာဖြစ်လေလုံးထွက်ခဲ့သေးတာပါဒါပေမဲ့သူရဲ့နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ဗုတ်ကို1-0နဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့ပွဲပြီးမှာတော့သူ့အသင်းကဗုတ်အသင်းထက်လူတစ်ယောက်ပိုနေပြီး10ယောက်11ယောက်ကစားရတာကြောင့်ပိုပြီးဖိအားများခဲ့ရတယ်လို့ပြောခဲ့သေးတာပါဆောက်တတန်ပရိသတ်တွေကသူ့အတွက်အလုပ်ထုတ်စာအတူတွေယူလာပေးခဲ့ကြပြီးမကြခင်မှာပဲသူကအလုပ်ကထုတ်ပယ်ခံရတဲ့အကြောင်းကြားစာကိုလက်ခံရရှိခဲ့တာဖြစ်ပါတယ်နံပါတ်4အလန်ရှီယာနယူကာဆယ်ရဲ့ကနုံတိုက်စစ်မှုကြီးအလန်ရှီယာဟာအခုလိုမိုက်ခဲပြီးလေလုံးမထွားခင်နီးပြအလုံးမှာဝင်ရောက်ခဲ့သေးတာဖြစ်ပါတယ်2008-2009ပေါ်လုံးရာသီကဖြစ်ပါတယ်နယူကာဆယ်ဟာအသင်းနီးပြကီဗင်ကီဂန်ကိုထုတ်ပယ်ခဲ့ပြီးတဲ့နောက်ဂျိုကီနီယာကိုယာယီနီးပြပြေခံခဲ့တာပါဒါပေမဲ့ဂျိုကီနီယာဟာကျမကြီးကြောင့်တာဝန်မယူနိုင်တဲ့နောက်မှာတော့လက်ကျန်ပေါ်လုံးရာသီကိုအသင်းကနုံဝင်တိုက်စစ်မှုဟာအလန်ရှီယာကိုတာဝန်ပေးခဲ့တာဖြစ်ပါတယ်အသင်းကတန်းစင်းဆောင်ထက်ရောက်နေပြီးရုန်းကန်ရခြင်းမှာအလန်ရှီယာဟာရှစ်ပွဲကင်တွေခွင့်ရခဲ့ပေမဲ့နိုင်ပွဲတစ်ပွဲပဲရခဲ့ပြီးအဲ့ဒီနိုင်ပွဲကလည်းအဲ့ဒီရာသီမှာသူတို့နဲ့အတူတန်းစင်းသွားခဲ့ရတဲ့ကာရက်ဆော့က်ကစ်ရဲ့မက်ဒယ်ဘရော့အသင်းပဲဖြစ်ပါတယ်နယူကာဆယ်ပရိသတ်တွေကတော့သူတို့ကနုံဝင်ကြီးကြောင်းကိုပြောဆိုနေကြခြင်းမှာဒီအချက်ကိုအမြဲတမ်းမေ့ချင်အောင်ဆောင်ပြီးပြောဆိုနေကြရတာလည်းဖြစ်ပါတယ်နံပါတ်3ဖိလစ်မဂတ်ဆိုတာကတော့နည်းနည်းရရအနည်းပြမဟုတ်ပါဘူးသူဟာဟမ်ဘတ်နဲ့ချန်ပီယံလိဖလားရယူခဲ့မှုတဲ့ကစားသမားဖြစ်ပြီးဂျာမန်မှာတော့ဆရာကြီးတစ်ပါးလိုနေတိုင်းခဲ့သူဖြစ်ပါတယ်။ဘိုင်ယာမြူးနစ်ဝုတ်ဘက်လိုအသင်းတွေမှာဘိုတာလီကာနဲ့ဂျာမန်ဖလားတွေယူပြီးဥရောပအကောင်းဆုံးမန်နေဂျာစီယန်နာကိုကတ်လာခဲ့သူဖြစ်ပါတယ်။အဲဒီလိုအောင်မြင်ခဲ့ပြီး9နှစ်ကြာ2014မှာဖူလ်ဟမ်ကိုရောက်လာခဲ့တာပါ။ပရီးမီးယားလိ12ပွဲကင်တွေ့ခဲ့ရပြီးနိုင်ပွဲ3ပွဲပဲရခဲ့တာပါ။ဒါကအသိပြီးထူးခြားဆိုးရွားတဲ့မှတ်တမ်းတော့မဟုတ်ပေမဲ့ကွင်းပြင်ပကသူ့ရဲ့လုပ်ရက်တွေကြောင့်ဒီစီမှာပါလာခဲ့တာလည်းဖြစ်ပါတယ်။အသင်းမှာမန်နေဂျာနဲ့မဆိုင်တဲ့နေရာတွေမှာပါလီယာတာယာပွားကြီးဖြစ်နေခဲ့တဲ့ဖိလစ်မဂတ်ကိုအသင်းဝန်ထမ်းတွေကိုယ်တိုင်ကသိခံနိုင်တဲ့ဆုံးအသင်းဘက်ကပြန်ပြီးအလုပ်ထုတ်ပေးခဲ့ရတာဖြစ်ပါတယ်။နံပါတ်2ပိုစတီကိုဂလူသူကတော့ပူပူနွေးနွေးနီးပြရာထူးကအလုပ်ထုတ်ခံထားရသူဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကစပါအသင်းကိုယူရိုပါလိဖလားယူပေးခဲ့ပေမဲ့ပရီးမီးယားလိမှာတော့အဆင့်18နေရာနဲ့ကံကောင်းလို့မသိတန်ချောင်းတို့ဖေးဖြစ်ပြီးပရီးမီးယားလိမှာကျန်ရစ်ခဲ့တာပါ။အဲဒီလိုကြောင့်နီးပြရာထူးကထုတ်ပယ်ခံရပေမဲ့ Forest အသင်းပိုင်ရှင်နဲ့နီးပြနူနိုဆန်တိုစ်ကြားကပြဿနာကြောင့်သူဟာမကြခင်မှာပဲ Forest နီးပြဖြစ်လာခဲ့ပြီးForest အတွက်စူဖလားတွေယူပေးဖို့ဆိုပြီးကြီးကျယ်ဇီးသီးတဲ့လုပ်ပြီးပြောဆိုခဲ့သေးတာပါဒါပေမဲ့ဘောလုံးကွင်းထဲမှာစကလုံးတွေနဲ့ဂိုးသွင်းလို့မရတဲ့အတွက်ပိုစတီကိုဂလူဟာ Forest ကိုရှစ်ပွဲသာကင်တွေ့ခဲ့ရပြီးချိန်မှာပဲပြန်ပြီးထုတ်ပယ်ခံရပြီးဖြစ်ပါတယ်သူဟာအဲ့ဒီရှစ်ပွဲမှာနိုင်ပွဲတစ်ပွဲမှမရပဲတရေနှစ်ပွဲကအမြင့်ဆုံးဆွမ်းဆောင်ရည်ဖြစ်ခဲ့တာပါနံပါတ်1 Frank De Boerတန်စင်းစုံနာမှာအမြဲတမ်းမောင်းချစ်တဝဲလဲဖြစ်နေတဲ့ Crystal Palace ဟာသူတို့အသင်းကိုတဆင့်မြင့်ဖို့2019ရာသီက Dutch နီးပြဒီဘိုဝါကိုယုံကြည်ကြည်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။3-4-3ကစားကွက်နဲ့ဘောလုံးပိုင်ဆိုင်မှုအသာစီးယူပြီးကစားနိုင်ဖို့အသင်းကိုတနွေလုံးစူးစမ်းတိဆောက်ပြီးအသင်းဘက်ကရောပရိသတ်ကပါအပိထောက်ခံမှုကိုရရှိခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့ပရီးမီးယားလိတွေစတင်ချိန်မှာတော့တန်တက်ဟန်ဒါဖီကို3ဂိုးပြတ်ရှုံးနေခဲ့ပြီးနောက်ထပ်ပွဲစဉ်မှာလည်းဂိုးမသွင်းနိုင်ပဲထပ်ပြီးရှုံးနေခဲ့တာပါ။ပရီးမီးယားလိပွဲစဉ်၄ပွဲကစားပြီးသွင်းဂိုးတစ်ဂိုးမှမရပဲဆက်တိုက်ရှုံးနေခဲ့ပြီးတဲ့နောက်မှာတော့Crystal Palace ဟာသူ့ကို Ryan Hodgson နဲ့အစားထိုးခဲ့တာဖြစ်ပါတယ်။ဒီဘိုဝါဟာ Crystal Palace မှာပွဲကစားချိန်မိနစ်450လောက်သာကင်တွေခွင့်ရခဲ့တာဖြစ်ပေမဲ့သမိုင်းမှာတော့သူကြီးကြပ်ခဲ့တဲ့မြပွဲတိုင်းရှုံးပြီးတွင်ကိုတကူမှမရခဲ့တဲ့နီးပြအဖြစ်မှတ်တမ်းဝင်သွားခဲ့တဲ့သူဦးတီတော်နီးပြဖြစ်လာခဲ့ပါတယ်။ဒီနေ့တင်ဆက်ပေးသွားတာကတော့ပရီးမီးယားလိရဲ့ဆိုးရွားဆုံးနီးပြ9ယောက်အကြောင်းပဲဖြစ်ပြီးကျွန်တော်တို့ရဲ့တင်ဆက်မှုကိုနှစ်သက်တယ်ဆိုရင် like and share လုပ်ပေးကြဖို့လည်းတောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။